Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့18ရက်12လ25ငါကပတ်တီကလေးကိုပတ်တီပါလေးကိုပတ်တီအခွေကတဲခွန်3ခွေဖြစ်ပါတယ်ခွေထိုးရဲဆိုတာကတော့လေးလုံးချင်းခွေရမှာဖြစ်ပါတယ် main of ကွက်ကတစ်ခွန်လေးအားလုံးတွေ့သူမြင်သူကန်ထူးနိုင်ကြကန်ဆက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်ဒီနေ့18ရက်12လ25အတွက်ပတ်တီကလေးကိုပတ်တီပါအခွေကတစ်ခွန်35ပါ main ကတစ်ခွန်44ဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ရရအားလုံးအောင်မြင်နိုင်ကြပါစေ